အပြန်မွေးမဲ့ကလေးလေးကနမင်းကြီးကိုမေးတယ်သူမနေ့ပြန်လူပြည်သွားရင်တော့သူကတည်တည်လေးဘသူကသူ့ကိုလက်ခံမလဲတဲ့ဒီတော့နမင်းကြီးကပြန်ပြောတယ်နတ်သမီးတွေအများကြီးတဲ့အနုညံဆုံးနတ်သမီးကကြိုဆိုလိမ့်မယ်တဲ့ဒီတော့ကလေးကပြန်မေးတယ်ဟိုသူအခုတချင်းလေးဆိုပြီးအေးအေးလေးနေလို့ရတယ်ဘာလို့လူပြည်သွားရမလဲတဲ့နမင်းကြီးကပြန်ပြောတယ်လူပြည်မှာနတ်သမီးကနေတိုင်းအချိန်တိုင်းတချင်းဆိုပြီးပျော်လုပ်ပေးလိမ့်မယ်တဲ့ကလေးကပြန်ပြောတယ်ဟိုလူတွေပြောတဲ့စကားသူနားမလည်ရင်ဘာလို့ရမလဲတဲ့နမင်းကြီးကပြန်ပြောလိုက်တယ်နတ်သမီးကမင်းကိုစိတ်ရှိရှိနဲ့အရာရာကိုသင်ပေးလိမ့်မယ်တဲ့ကလေးကမေးလိုက်တယ်နမင်းကြီးကိုစကားပြောချင်ဘယ်လိုလုပ်ရမလဲနမင်းကြီးကပြန်ပြောလိုက်ပြန်တယ်နတ်သမီးကမင်းကိုနမင်းကြီးရှိခိုးပုံသင်ပေးလိမ့်မယ်အဲ့ခါကျပြောလို့ရမယ်တဲ့ကလေးကမေးတယ်သူကြားဘူးတာလူပြည်မှာရက်ဆက်တဲ့သူတွေများတယ်တဲ့နမင်းကြီးကပြန်ပြောတယ်လောကကြီးရဲ့အရာရာအခက်ခဲမှန်သမျှနတ်သမီးကအသက်ဆုံးပြီးကောက်ွယ်ပေးလိမ့်မယ်တဲ့နောက်ဆုံးကလေးလေးကနမင်းကြီးကိုမေးရတယ်ဟိုကျွန်တော်သွားတော့မယ်ဟိုနတ်သမီးရဲ့နာမည်ကဘလို့ခေါ်လဲလို့တူတူလေးမေးလိုက်တယ်နမင်းကြီးကပြန်ဖြေလိုက်တယ်အမေတဲ့